Hello အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့မှာတော့ Grand Line ဆောချင်တာနဲ့ဗျာကျွန်တော်တောင်းပါရှိတဲ့ကဘာလုံးနဲ့အကောင့်တွေကျွန်တော်ဘာမှသွားခွင့်မှာပေါ့ခဏလိုင်းကြာနေဗျာအင်းလိုင်းမကောင်းချောင်းပိုင်ဝင်ချောင်းလည်းမနေသေးဗျာဝိုင်းရင်မြပြန်ဖက်လာအောင်ချောင်းပိုင်ဝင်ရေးလိုက်ပြီဗျာကျွန်တော်ကြောင်းပြောတော့ကျွန်တော် fan လာအမယ်တော့ပြောပဲခုချိန်တယောက်မှလာမှအသေးဘူးဗျာခဏတော့စောင့်ကြည့်လိုက်မယ်ဗျာတယောက်တော့လာအပ်ပြီဗျာကျွန်တော်လက်ခံလိုက်မယ်ဖတာချဘဲရှိကပဲဗျာဒီပဲကျန်းတော့တယ်ဗျာဖတာချဘဲရှိကကောင်းနေတာဖောင်းကျန်းတော့ကြားဘူးဗျာကျွန်တော်အခုမှမသိကဖတာလေးရှိပွင့်ရှိသေးရကျွန်တော်တို့လည်းဖတာအများကြီးกว่าဗျာကျွန်တော်ခေါ်ပြီးကျွန်တော်လက်ခံလိုက်ပြီဟာဒီပဲမစားသေးဘူးလားမသိဘူးကြားတာဗျာခုချိန်ဒီကိုမစားသေးဘူးဟောစားခုမှစားပါဗျာကျွန်တော်ချောင်းကန်လိုက်ပြီဗျာကျွန်တော်ချောင်းစကင်းရထွေးထူးမရှိတော့ကျွန်တော်အုံးကွက်စကင်းလေးနဲ့ပဲတွားလိုက်တော့မယ်ဗျာWipe out all the injustice in the world. ဟိုဘက်ကျွန်တော်လည်းရင်ရောက်နေလားမသိဘူးဗျာကျွန်တော်ခြုံထဲဝင်ထားလိုက်မယ်ဗျာဟိုဘက်အခုမှရောက်လာတယ်ဗျာဒီဘက်ကျွန်တော်ခြုံထဲရှိရမသိလားဘူးရော့မျက်ခေါက်လက်သီးနဲ့ထိုးပြီးကျွန်တော်3မိနစ်3လိုက်ရဗျာဒီဘက်ကျွန်တော်3မိနစ်ကိုနှစ်ခုပဲ3နေဗျာကျွန်တော်3မိနစ်3တော့ဒီဘက်သေရောပိုးတဲ့ကီလေးကိုအေးဖေးလိုက်တာပေါ့ဗျာကျွန်တော်လည်းသွေးမရှိတော့ဘူးလိမ့်ရှင်းပြီးတော့ကျွန်တော်အိမ်မဲတစ်ခါပြန်လိုက်တော့မယ်ဗျာဒီဘက်လိန်တွေကိုကျွန်တော်ရှင်မှာပေါ်တင်လာရှင်းတော့ဒီဘက်သေးပေါ့ဒီဘက်ကိုကျွန်တော်မျက်ခွက်လိုက်ကန်အောင်မယ်ကျွန်တော်3မိနစ်ကိုဒီဘက်ကိုကျွန်တော်1ပေါက်လိုက်တာဗျာဒီဘက်သေတော့မှာဗျာကျွန်တော်တော်တဲ့လိုက်တက်တာဖီးတက်ပြီကျွန်တော်ကောင်ဟိုဘက်သွားလိုက်ဒီဘက်သွားလိုက်ဖြစ်နေတယ်ကျွန်တော်ဖလီကာပေးပြီးရတော့မရတော့ဘူးဟိုကောင်ကျွန်တော်1နဲ့လမ်းပေါက်တော့ကျွန်တော်ရှော့ရောဗျာကျွန်တော်ကဒီဘက်ကို short တက်လိုက်တာဗျာဒီဘက်ကျွန်တော်အားလေးရ3အောင်တက်သွားဗျာကျွန်တော်တစ်ခါပဲတက်တယ်ဒီကောက်ဒီဘက်ကို short တောင်းလေးပြင်းပြမယ်ဗျာကျွန်တော်ဝမ်းလေးနဲ့ပဲ if လေးပေါက်ပြီးဒီဘက်ကို fail လေးကန်ပြီးတော့ if လေး short တောင်းလေးယူလိုက်တယ်ဗျာကျွန်တော်အပဲပြန်လို့လိုက်ရှာဗျာဘလူးဘက်မှာရှိမလားသူကဘလူးဘက်မှာလည်းမရှိဘူးဗျာသူ့ရဲ့ကိုရှိလေးပဲကျွန်တော်ထိုင်းခွိုင်းလိုက်တယ်ဗျာကျွန်တော်က lane ခွေကုန်းမမတ်ပြီးဟိုဘက်2ချိန်ထားဗျာခုမှကုန်းတာ lane ခွေရောက်လာမှကျွန်တော်ပတ်လိုက်တယ်ဗျာ lane ခွေရောက်လာမှသူကလည်းထွက်လာဗျာဘယ်ကထွက်လာမှန်းမသိဘူးကျွန်တော်တို့တော့နစ်ပတ်ထားပါဗျာအပဲကျွန်တော်ကန်ရင်းရထင်းနေဗျာကျွန်တော်လည်းဒီချက်တော့သွားထူလိုက်တော့သူကကျွန်တော်3မိနစ်လိုက်လာဗျာ1ကိုထိအောင်မတုံးတော့ if လေးပဲကန်ပြလိုက်တယ်ဗျာတခါလေးသေရောကျွန်တော်က blue bell လေး1 lane နဲ့ if ဖာနေဗျာဖာပြီးတော့ကျွန်တော်လိန်သွားရှင်းလာဗျာဟိုဘက်နဲ့ကျွန်တော်နေကအမှထိတ်တက်ကြီးတွေ့ရဗျာဟိုဘက်ကျွန်တော်ရဲ့လိန်ကြီးလာဖာမလားကျွန်တော်ကြည့်ရဗျာသူကလည်းတင်းတစ်ချက်လာထိုးတော့သူ့ကျွန်တော်လည်းတင်းနဲ့လိုက်ထိုးအပဲပြေးမှာမုံနေရပဲတော်ရည်ကိုသူ့ပြေးတော့သူ့ရဲ့လိန်ကြီးလို့ if ဖိုက်တာပေါ့ဗျာအခုတော့လိန်ကြီးတော့အထက်ရောက်လာသူ့ရဲ့လိန်ကြီးကျွန်တော်လည်းတော်ရည်ဝင်စားရဗျာကျွန်တော်ကန်မှာလက်သီးလေးနဲ့ပဲတစ်ချက်ပြီးထိုးတာဗျာကျွန်တော်ကအပဲကသွေးသိမ့်မရှိတော့ဘူးဆိုပြီးတော့တူတော်နောက်ထီသူကကျွန်တော်ဖလီကောင်နဲ့တော်ရဲပြစ်ကန်ပြီးတယ်ဒါကျွန်တော်ရှော့ရောဗျာကျွန်တော်ပြန်ပေါ်လာတော့ဒီလိန်ကြီးနှစ်ကောင်နဲ့ကိုဖားနေရဗျာဒီများအောင်ရတော်မာရဗျာကျွန်တော်လက်သီးနဲ့3ချက်4ချက်လောက်ထိုးရဗျာဒီကောင်ဖားပြီးကော်ပီကိုသွားဖတ်မလုပ်တာဟိုဘက်ကကိုပီဖိုက်ကျွန်တော်မြင်တော့ပြီးရတယ်ဘယ်ရမလဲကျွန်တော်လည်း1ဖလီကပေါက်ပြီးတော့ if လေးကိုကောပြရတယ်ဗျာကျွန်တော်ရဲ့လိန်ကြီးကဒီဘက်တာဝါကိုချိုးနေရဗျာဒီဘက်တာဝါလာတော့ထိမ့်ပါဒီဘက်လာတော့တူတာဝါကျိုးသွားပြီဗျာကျွန်တော်လည်း3မိနစ်ပြေးလိုက်ရဒီဘက်လိုက်ကန်လို့ကျွန်တော်3မိနစ်နဲ့မြင်ဒီဘက်တော်ရိတ်ဝင်ကန်ဒီဘက်အင်ပြူသွားတယ်တော့ကောင်တော်ရိတ်မှာဟိုဘက်သွားလိုက်ဒီဘက်သွားလိုက်ဖြစ်နေတယ်ကျွန်တော်လေးရှော့အပဲလေးရှော့ဖြစ်တာပေါ့ဗျာကျွန်တော်ရဲ့လိန်ကြီးလာရှင်းတာဟိုဘက်မြင်တော့ကျွန်တော်1ဖလီကပေါက်ပြီးတော့ကန်လိုက်တယ်ဗျာဒီဘက်ကတောင်းမပြတ်တော့လက်သီးချက်ထူလိုက်သေးနေအောင်ကျွန်တော်ပြန်ကန်သွားတာတဲ့သူကန်လို့လည်းကျွန်တော်မပြတ်ပါဘူးသူတို့လက်သီးချက်ထူနေကျွန်တော်လည်းသေးအောင်ဒီဘက်မထိုးတော့ကျွန်တော်လည်းမပြတ်ဘူးသူလည်းမပြတ်ဘူးဗျာနောက်လိန်ခူရလည်းအပဲတော်ရဝင်နှမဆိုကျွန်တော်လည်းဝမ်းနဲ့လမ်းပေါက်တာဗျာကျွန်တော်ကျုံ300မထိသွားဘူးလေဗျာအဲ့မဲ့ကျွန်တော်ဖျားပြီးတော့အပဲကိုလက်သီးချက်နဲ့ပဲတက်ခဲ့ဗျာကျွန်တော်အပဲဘက်ဖာတော့သွားနောက်ချက်တာဗျာကျွန်တော်လည်းရောက်တော့အပဲကဖားယူလိုက်ပြီးတော့အပဲ1နဲ့ပဲလမ်းပေါက်လိုက်တယ်ဗျတူးခုံပြီးတော့အဲ့ဒီဘက်ကန်ရောဒီဘက်တစ်ခါရှော့ရဗျာကျွန်တော်လည်း2တာဒမိတ်နဲ့တေတော့မှကျွန်တော်မသိဘူးဝီကောပြကောင်းတယ်လေဝီလည်းပြတော့မနဲ့ပြကျွန်းပြေးလိုက်ရဗျာတော်သေးဟိုများကောင်းညာပြေးလို့ကျွန်တော်တစ်ခါနေပန်ရောက်သွားနိုင်တယ်ကျွန်တော်ကအပဲရဲ့ဘလူးဘက်ကိုဖားပြီးကျွန်တော်လိန်ကြီးရတာတဲ့ဝင်နှမ်းမြင်တော့ဗျာအပဲ1လိကလမ်းပေါက်လိုက်တယ်ဗျာတစ်ခါတော်မှလည်းတက်ပေးလိုက်တာပေါ့ဗျာကျွန်တော်လည်းပွဲချင်းကြားနေရောတစ်ခါတန်းအန်တော့မှဒီလိန်ကြီးလိုက်အပဲတော်မှဝီကောပြနေဗျာကျွန်တော်လိန်ကြီးရရောက်လိုက်ပြီးတော့ရိုက်ချိုးလိုက်တယ်ဗျာအပဲရဲ့လိန်ကြီးရလည်းကျွန်တော်ရဲ့အပေါ်လေးမှာတာဝရိုက်ချိုးနေဗျာကျွန်တော်တာဝမြန်ချိုးရတော့မယ်ဗျာဒီဘက်တာဝယူလက်သီးနဲ့ဗလိုက်ထိုးပြီးတော့ဗျာဝီကောပြပြီးဒီဘက်တာဝလက်သီးတစ်ချင်းနဲ့ဖုန်းတက်ပေးလိုက်တယ်ဗျာကဲကျွန်တော်ရဲ့ဘိုင်းချခြင်းတဲ့လူတွေရှိရင် comment မှာ ID ရေးခဲ့ကြဗျာကျွန်တော်တရားရင်း view ချပေးမယ်ဗျာဒီဘွဲကိုကျွန်တော် video ဖြစ်သွားပါဗျာကျွန်တော် view ဖုန်းနဲ့ကြည့်ပြီးတကယ်ကြီးများအားလုံးကျေးဇူးထူးပဲတင်ချင်ပါအားလုံးပဲဘိုင်